နောက်နေ့မှာတော့လေ့ကျင့်ရုံလာတဲ့ဖန်တို့စီနီယာတွေကပြဿနာရှာပါတယ်။ဘာလို့ဆိုသူ့ရဲ့ညီကိုဝမ်ကဆုံးမခဲ့ဘူးတာကြောင့်ဝမ်နဲ့ရင်းနှီးတဲ့ဖန်ကသူ့အစားရှင်းပေးရမယ်လို့ဆိုပါတယ်။ဖန်ကတော့ဝမ်ရဲ့ဂုဏ်သိက္ခာအတွက်ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဖန်ကိုတိုက်ခိုက်ရေးကြိုးဝိုင်းပေါ်မှာတွေ့ရပြီးစီနီယာတယောက်ကဖန်ကိုအရင်ဆုံးစတင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့ဖန်ကတော့အဲ့ဒီတိုက်ကွက်ကိုရှောင်တိန်လိုက်ပြီးသူ့ကိုပြန်လဲထိုးနှက်လိုက်ပါတယ်။တကယ်တော့ဖန်ရဲ့ခြေထောက်ကအက်နေစေဖြစ်ပေမဲ့သူကဆက်လက်တိုက်ပွဲဝင်နေတာပါ။ဖန်ကသူ့ဆီယာမှာတင်မိခဲ့တဲ့စကားတွေကိုပြန်လဲတတိယရဲ့အပေါ်ခွန်တက်လိုက်ပြီးသူ့ရဲ့သွေးဆိုင်ရင်တွေအားလုံးခြေထောက်မှာစူးစီးလိုက်ကပြင်းထန်လာတဲ့ကန်ချက်တစ်ခုနဲ့တိုက်ခိုက်လိုက်တာကြောင့်စီနီယာတယောက်လည်းရှုံးနေသွားခဲ့ရပါတယ်။သူ့ညီကိုဝမ်ရိုက်ခဲ့တာကြောင့်မကျေနပ်တဲ့နောက်တစ်ယောက်ကလည်းဖန်ကိုစိန်ခေါ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဒီတပ်ပွဲတစ်ခုလုံးစောင့်ကြည့်နေတဲ့ဝမ်ကနောက်ကွယ်ကနေထွက်လာခဲ့ပါတယ်။ဝမ်ကတော့ငါးနှစ်ဖြစ်တဲ့ပြဿနာကိုရှင်းရင်ငါးနှစ်လာတိုက်လို့ရတယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့ဖန်တို့နဲ့တူထိုင်နေတဲ့ဖန်ချင်းကိုမြင်လိုက်ရပါတယ်။ဝမ်ကဒီကြောင်မြေအောက်ကူမှာအလုပ်ရှိလို့ဖန်ချင်းကကူညီပေးနေတာပါ။ခဏကြာမှာတော့ဝမ်ကနောက်ရက်နေငယ်တွင်မှာပဲចောင်းသားတစ်တွေအတွက်ပြိုင်ပွဲကြီးစားတစ်ခုရှိလာတော့မယ်။ငါလည်းဒီပွဲကြောင့်အသေးစိတ်မသိပေမဲ့မိပြိုင်ပွဲတက်ပြင်ဆင်ထားတင်တယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဆရာဖြစ်သူကចောင်းသားတစ်တွေကိုဒီစမ်းသက်ပွဲအကြောင်းပြောပြနေပါတယ်။ဒီပွဲကတော့တလာတွင်းမှာစတင်မှာဖြစ်ပြီးသူတို့ကျောင်းတစ်ခုတည်းနဲ့မကပဲတခြားနာမည်ကြီးကျောင်း6ကျောင်းလောက်နဲ့ရှင်ပြိုင်ရမှာပါ။ဒါကြောင့်ကျောင်းရဲ့ဂုဏ်သိက္ခာအတွက်သူတို့ကျောင်းအနိုင်ဖို့ကအရေးကြီးပါတယ်။ကျောင်းဦးကြီးရဲ့အမိန့်ရတော့ဖန်အဖွဲကောင်းဆောင်လုပ်ရမှာပါ။လူတွေကဖန်ဖို့မျောလင်းချက်ကြီးနေတာကြောင့်သူကတော့တက်တည်ပြရတော့မှာပါဒီလိုနေပဲဖန်တို့ရဲ့ဖွဲ့ကရပ်ပေါင်းများစွာကျန်းတဲ့လေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ်ဖန်တို့လက်နက်တစ်ခုပေးထားခဲ့ပေမဲ့အစာပိုင်းမှာကောင်းကောင်းမသုံးတတ်သေးပါဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့အချိန်ကြာလာတဲ့နေ့မြသူကအဲ့ဒီလက်နက်ကိုကျွမ်းကျင်စွာသုံးတတ်လာခဲ့ပါတယ်ဖန်နေမကပဲတခြားចောင်းသားတွေလည်းသူတို့ကိုသူတို့အစွမ်းကုန်မြင့်တင်နေကြပါတယ်နောက်ဆုံးမှာတော့ပြိုင်ပွဲစတင်မဲ့နေ့ကိုရောက်ရှိလာခဲ့ပါပြီဒီပွဲကတော့မော်ဝူကျောင်းအတွက်တကယ်ကိုကြီးမားတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ဒီပြိုင်ပွဲကိုပုံမစိတ်လို့ရှာဖို့ကောင်းဟာယုံဆိုတဲ့စီစဉ်တင်ဆက်သူကစင်မော်တက်လာပြီးတော့ဒါကတော့တာမန်ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးလွန်ပြင်းထန်တဲ့ပွဲစဉ်ဖြစ်တာကြောင့်ပရိသတ်တွေအားလုံးငြိမ်ငြိမ်သက်သက်ထိုင်ကြည့်ပေးကြပါလို့ပြောပါတယ်ဒီပွဲကတော့ဖန်ရဲ့ညီမလေးကလည်းလာရောက်အားပေးနေပါတယ်နောက်ထပ်မြင်ကွင်းမှာတော့ဖန်ရဲ့ညီမလေးနဲ့တငယ်ချင်းတွေကဖန်စီရောက်လာတာကိုမြင်ရပါတယ်သူညီမလေးကိုမြင်လိုက်ရတော့ဖန်ကအယံဝမ်းသာတာခဲ့ပြီးအခုတော့ငါဘာဖြစ်ဖြစ်ဒီပြိုင်ပွဲကိုနိုင်ရအောင်တိုက်ရတော့မယ်လို့ပြောပြီးပြိုင်ပွဲစီထွက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ဟာယုံကအခုဆိုရင်ပြိုင်ပွဲကစတင်တော့မှဖြစ်ပြီးတသိန်းချင်းစီရဲ့ခေါင်းဆောင်တွေကစင်မော်တယောက်ချင်းတက်လာတော့မှဖြစ်တယ်လို့ကြေညာပါတယ်ပထမဆုံးအနေနဲ့တော့အနီရောင်ဝတ်စုံဝတ်ထားတဲ့ចောင်းသားတွေပါဝင်တဲ့ကျင်းကူးဖွဲ့ကတက်လာခဲ့ပါတယ်ဒီဖွဲ့ရဲ့ခေါင်းဆောင်နာမည်ကတော့ဟန်ဖြစ်ပြီးသူကအဆင့်1အထွတ်ထိပ်မှာအတန်ပါဆုံးဖြစ်နာမည်ကြီးပါတယ်သူ့နောက်မှာတော့အစိမ်းရောင်ဖွဲ့နဲ့ဝါရောင်ဖွဲ့တွေလည်းရောက်ရှိလာကြပါတယ်နောက်ဆုံးမှာတော့ဟာယုံကဖန်တို့ဖွဲ့ကိုခေါ်လိုက်ပါတယ်ဒီဖွဲ့ကတော့အခုမှအသစ်ဖွဲ့စည်းထားတာဖြစ်ကြောင်းနဲ့အဖွဲ့ကောင်းဆောင်ကတော့ចောင်းသားတစ်လေးဖန်ဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်အဲ့ဒီနောက်မှာတော့အဖွဲ့တွေရဲ့ရှင်ပြိုင်ရမယ့်တွဲဘက်စီးရင်တွေကိုပြသပါတယ်။ရှားလက်တွေထွက်လာတဲ့အခါမှာတော့အနီရောင်ဖွဲ့ကအစိမ်းရောင်ဖွဲ့နဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးတော့အပြာရောင်ဖန်းရဲ့ဖွဲ့ကတော့အဝါရောင်ဖွဲ့နဲ့ရှင်ပြိုင်ရမှာပါ။ဒီအသင်းတွေကအနိုင်ရတဲ့သူတွေကမှဘူလူကွင်းမှာထပ်မံရှင်ပြိုင်ရမှာဖြစ်ပါတယ်။ပထမကြီးပြိုင်ပွဲစတင်တဲ့အခါမှာတော့အနီရောင်ဖွဲ့ကောင်းဆောင်ဟန်နဲ့အစိမ်းရောင်ဖွဲ့ကောင်းဆောင်မီရီတို့ကရှင်ပြိုင်ကြပါတယ်။မီရီကတော့သူ့ရဲ့စွမ်းရည်တွေကိုစူးစီးလိုက်ပြီးဟန်ကိုစတင်တက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ဟန်ကတော့တီတီရင်ရင်လေးပဲခုခံနိုင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မင်းကြီးက Heavenly Class ဆိုတဲ့တိုက်ကွက်နဲ့ထပ်မံတက်ခိုက်လိုက်ပေမဲ့ဟန်ကတော့လေးဘောခုံတက်လိုက်ပြီးရှောင်းနိုင်ခဲ့တယ်လို့သူ့ရဲ့နာမည်ကျော်တိုက်ကွက်ဖြစ်တဲ့ The Rising Sun နဲ့ပြန်လည်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့မင်းယူကတော့ဟန်ရဲ့တိုက်ကွက်ကိုအလဲတကူပဲခုခံနိုင်လိုက်တာကြောင့်ပရိသတ်တွေအားလုံးကလည်းအံ့ဩသွားခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲဟန်ကရုတ်တရက်မင်းယူရဲ့နောက်ဘက်ကိုရောက်သွားခဲ့ပြီးသူ့ရဲ့လှမ်းနဲ့ပဲမင်းယူရဲ့ဘက်ကိုထိုးချလိုက်ပါတယ်။လူတွေကတော့မင်းယူရှုံးပြီလို့ထင်နေကြတာပါ။ဒါပေမဲ့ဟန်ကတော့သူ့သားကိုအနေငယ်လျှော့ပေးလိုက်တဲ့အတွက်မင်းယူကတော့သူလွတ်မြောက်နိုင်သေးတယ်လို့ထင်သွားပါတယ်။ဒါပေမဲ့ဒါကတော့ဟန်ရဲ့အစီအစဉ်ပဲဖြစ်ပါတယ်။မင်းယူကလှုပ်ရှားဖို့ကြိုးစားလိုက်တာနဲ့ဟန်ကလှမ်းနဲ့ဆက်ထားတဲ့ဓာတ်ရှိနဲ့ပြန်လည်နိုင်ယူလိုက်ပါတယ်။တစ်ဖက်မှာတော့ဝမ်းနဲ့ဖုန်ချင်းတို့ကိုအတူတူမြင်တွေ့ရပါတယ်။ဖုန်ချင်းကတော့ဖန်ကပွဲစဉ်နှစ်ထိခံနိုင်မယ်ဆိုတာငါလောင်းရဲတယ်လို့ပြောပေမဲ့ဝမ်းကတော့ဒါသူ့ပြိုင်ပွဲပဲမင်းသားအခုသွားမယ့်မြေရောက်ကူမှာမသေးစေနဲ့လို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဟာယုံကအနားယူခြင်းပြီးဆုံးသွားတာကြောင့်ဒုတိယပွဲစဉ်ရှင်ပြိုင်ရမယ့်ချိန်မှာပဲလို့ကြေညာပါတယ်။ဒုတိယပွဲမစတင်ခင်မှာတော့ဖန်ညီမလေးကသူ့ရှိကိုရောက်လာခဲ့ပြီးကိုမတိုက်ပါနဲ့တော့ဆိုပြီးငိုယိုကလာတားပါတယ်။သူမဖန်အတွက်ရန်ဆိုးရင်နေတာပါ။ဒါပေမဲ့ဖန်ကတော့စိတ်မပူပါနဲ့ငါလေးတိုင်းသမားတယောက်ပါပဲလို့ပြောပြီးထွက်ခါလာခဲ့ပါတယ်။ဒီပွဲတော့တကဘာလုံးလိုက်လွှင့်နေတာဖြစ်ပြီးဖန်ရဲ့ဖခင်တော့အလောကနေခွင့်ယူပြီးဒီပြိုင်ပွဲကိုကြည့်နေတာမြင်ရပါတယ်။ပြိုင်ပွဲမှာတော့ဟွာယုံကဖန်ရဲ့အကြောင်းကိုပထမဆုံးချိန်မိတ်ဆက်ပေးနေပါတယ်။ဖန်စီဂနေချာတိုက်ကွက်ကတော့ချင်းတင်ဟိန်းတန်ဖြစ်ပြီးဒီတိုက်ကွက်ကလူတသိန်းမှတယောက်ပဲသုံးနိုင်တဲ့တိုက်ကွက်လို့အားလုံးကယူဆထားကြတာပါ။အဲ့ဒီချိန်မှာပဲဖန်ရဲ့ပြိုင်ပွဲကမင်းကတကယ်ပဲဒီတိုက်ကွက်ကိုသုံးနိုင်လို့လားလို့မေးလိုက်ပေမဲ့ဖန်ဘက်ကတော့ဘာမှပြန်မဖြစ်ပဲလာတိုက်ဖို့သာပြန်ပြောလိုက်ပါတယ်။ဒါကြောင့်သူပြိုင်ပွဲကလည်းဒေါသထွက်သွားပြီးစိတ်လက်မှန်ပါနဲ့ဖန်ကိုဝင်တိုက်ပါတယ်။ဒါမဲ့ဖန်ကတော့အဲ့ဒီတိုက်ကွက်ကိုဘာမှမဟုတ်တယ်လို့မျိုးအလွယ်တကူပဲတားဆီးလိုက်ပါတယ်။တကယ်တော့ဖန်ကအစာကလေးကသူ့ရဲ့ဆွမ်းအားမှန်ကိုဖုံးဝယ်ထားခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဖန်ကဘယ်သူမှမမျှော်လင့်ထားတဲ့အရာကိုလုပ်ပြလိုက်ပါတယ်။သူကသူ့ရဲ့လက်နက်ကိုနှစ်ပိုင်းပိုင်းလိုက်ပြီးအဲ့ဒီတည်းကတစ်ပိုင်းကိုဓမြောင်ဖြစ်ပြောင်းလဲကြတယ်ပြိုင်ပွဲကိုတိုက်ခိုက်လိုက်ပါတယ်။ပြီးနောက်သူ့ဆရာမတင်ပေးထားတဲ့တိုက်ကွက်ကိုတုံးချလိုက်ပါတယ်။ဖန်ကတော့ဒီတိုက်ကွက်ကိုကျွမ်းကျင်အောင်လေ့ကျင့်ထားပြီးဖြစ်တာကြောင့်တစ်ချက်တည်းနဲ့တင်ပြီးဆုံးသွားခဲ့ပြီးအပြာရောင်ဖွဲ့ကအနိုင်ရရှိသွားခဲ့ပါတယ်။အခုတော့ဖန်ကိုမနာလိုဖြစ်နေတဲ့သူတွေလည်းဒီတိုက်
တိုက်ပွဲကိုကြည့်ပြီးဘာမှမပြောနိုင်တော့ပါဘူးဒါပေမဲ့ဖမ်းရဲ့ပွဲစဉ်ကတော့မပြီးဆုံးသေးပဲနောက်ထပ်တစ်ပွဲဆက်တိုက်ရအောင်မှဖြစ်ကြောင်းသိလိုက်ရပါတယ်အဝိုင်းရောင်ဖွဲ့ခေါင်းဆောင်ကတော့ငါဘာပဲဖြစ်ဖြစ်သူ့ရဲ့ဖွဲ့ကိုရအောင်ဖော်ထုတ်မယ်အသိဝင်လာတဲ့သူတယောက်ဘာလို့ဒီလောက်တန်မာနေရတာလဲလို့တွေးနေပါတယ်ဒါမဲ့ပြင်းထန်တဲ့တိုက်ကွက်တွေကိုတုံးထားရကြောင်းဆေးလုံးတွေအများကြီးတောက်ရင်တော့ဖမ်းတစ်ယောက်သွေးဆန်းရင်တွေအမြန်ပြေးဖို့မလွယ်ဘူးလို့သူထင်နေတာပါဒါမဲ့ဖမ်းကတော့ဆေးလုံးတစ်လုံးနဲ့တဲ့သူ့ရဲ့သွေးဆန်းရင်တွေအားလုံးအမြန်ပြန်ပြေးသွားစီနိုင်တာကိုမြင်တွေ့လိုက်ရတဲ့ခါမှာတော့အဖွဲကောင်းဆောင်တော့သူကဘလို့လူမျိုးလဲဆိုပြီးအကြီးကျယ်ထိတ်လန့်သွားခဲ့ပါတယ်သူကဒီဆေးလုံးနဲ့ခွန်အားပြန်ဖြည့်လိုက်တာတွေမကဘူးအရင်ထက်တောင်ပိုပြီးတန်မာလာပြီလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ចောင်းသီးသီးကចောင်းတွေပါအံ့အားသင့်သွားခဲ့ပြီးចောင်းကြီးကတော့ဒီကောင်လေးမှာဆေးလုံးတွေကိုအမြန်ခြေဖြတ်နိုင်တဲ့ခန္ဓာကိုယ်မျိုးရှိနေတာဖြစ်ရမယ်လို့မှတ်ချက်ပေးလိုက်ပါတယ်ဒုတိယအချီမှာတော့ဝါရောင်ဖွဲ့ကချမ်းလို့ခေါ်တဲ့သူနဲ့ဖမ်းတဲ့တိုက်မှာပါပြန်ဝဲစားတာနဲ့ချက်ကမိတ်တောင်မဆက်တော့ပဲဖမ်းရဲ့ချက်တော့ဦးတီပြီးစတင်တိုက်ခိုက်ပါတော့တယ်သူကတော့ဒရက်ဆက်တိုက်ခိုက်နေပေမဲ့ဖမ်းကတော့ဒါကိုပျော်စရာတစ်ခုလိုသဘောထားပြီးရင်ဆိုင်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ဖမ်းကလေးဘောတစ်ချက်ခုန်တက်လိုက်ပြီးချမ်းရဲ့ရင်ဘတ်ကိုတက်တက်ကန်လိုက်တာကြောင့်ချမ်းတစ်ယောက်နေရာမှာတင်တတိလစ်သွားပါတော့တယ်ခုတော့ကျွန်တော်တို့ရဲ့ဖမ်းကဒုတိယချီကိုလည်းလွယ်လွယ်နဲ့နိုင်ရရှိသွားခဲ့ပြန်ပါပြီဒါကိုကြီးနေတဲ့ပရိသတ်တွေအားလုံးကလည်းအံ့ဩမင်တတ်နေတော့မှပဲဟွာယွန်ကတော့ဖမ်းကိုဆက်ပြိုင်အောင်မလားလို့မေးလိုက်တဲ့ကဖမ်းကလည်းခေါင်းချင်းပြလိုက်ပါတော့တယ်